အားလုံးပဲမင်္ဂလာပါကလေးများအတွက်ပီတိဒုက္ခ page မှာပြန်လည်ကြိုဆိုပါရစေကျွန်တော်ကတော့ကလေးအထူးကုဆရာဝန်ဒေါက်တာပြည့်ဖြူအောင်ဖြစ်ပါတယ်ဒီကနေ့မှာတော့ GCPD deficiency ဖြစ်နေတဲ့ကလေးငယ်တွေမှာဘာတွေကိုရှောင်ရမလဲဆိုတာတွေကိုပြောပြပေးတော့မှာဖြစ်ပါတယ်နံပါတ်1ကတော့ဆရာဝန်တွေနားလည်တတ်ကြွတဲ့ကျန်းမာရေးဝန်ထမ်းတွေရဲ့ခွင့်ပြုချက်မရဘဲနဲ့ဒီသည့်ဆေးဝါးကိုမှမတိုက်ကြွရပါဘူး fava beans တောင်ကြီးပဲ raw beans ပဲလိပ်ပြာ soy bean ပဲပိစက် kidney beans ပဲထောက်ရှည်အပါဝင်ပဲအမျိုးမျိုး blueberry မန်တော်ပယုတ်ပါဝင်သောသွားလိုက်စီတကြားလုံး green တန့်စင်ဆေးရည်အစရှိတဲ့အသုံးဆောင်များ vitamin C vitamin K ဆေးဝါးအမြောက်အများ artificial vitamin C တွေပြီးတော့တိုးနဲ့ water လို့ခေါ်တဲ့အားဖြည့်ရေတွေနောက်တစ်ခုက soda mint soft drink တွေစိုးစေးအမျိုးမျိုးပါတဲ့အစားအသောက်တွေတို့ဘူးကြက်ဟင်းကားတွေနဲ့ဆာဖာပါသောဆေးတွေဆာဖိုက်ဆာဖိတ်ပါဝင်တဲ့စိုးစေးတွေပါဝင်တဲ့အစားအသောက်တွေမြည်သည့်ပါဝင်ပစ္စည်းတွေပါဝင်နေမှမသိတဲ့တချို့သောတိုင်းရန်ဆေးတွေပိုးသက်ဆေးတချို့ငှက်ဖျားဆေးတချို့ Primaquine ကွီနူလုံးအုပ်စုဝင်ဆေးတွေအကိုက်ခဲပြောက်ဆေးတချို့ nitrofurantoin နာလီဒက်ဇစ် acid anti cancer drugs တွေကြောင်းချဲကုတ်ကီးတွေတခြားလုံးတွေကမ္ဘာ့ GCPD Association အဖွဲ့အစည်းကြီးကနေပြီးတော့အတိအလင်းကြေညာထားတဲ့ GCPD deficient ဖြစ်နေတဲ့သူတွေနဲ့လုံးဝမတည့်တဲ့စီစဉ် list လိုက်ရှိပါတယ်ဒီဆေးတွေဟာဆိုရင်လည်း GCPD enzyme ချို့တဲ့မှုပမာဏပေါ်မူတည်ပြီးတော့တဦးနဲ့တဦးကွာခြားတာဖြစ်တဲ့အတွက်ကြောင့်ဘယ်ဆေးတွေကတော့မတည့်ပါဘူးဆိုတော့ဆေးပေါင်းများစွာကိုကြက်ထားဖို့လည်းမလွယ်တာဖြစ်တဲ့အတွက်ကြောင့်မိဘအုပ်ထိန်းသူတွေအနေနဲ့ဆေးရုံဆေးခန်းရောက်တဲ့အချိန်တိုင်းမှာအများနဲ့ပြောပြဖို့အရေးကြီးပါတယ်အားလုံးပဲအဆင်ပြေပါစေ